ဒီနီလန်းလေးဆိုရင်တော့ကိုစိုက်တာပြောပြမှာတော့ဒါနယ် data တချို့ပေါ့နော်တချို့အခုဆိုရင်ဒီနိုင်ငံရေးကာလဖြစ်တဲ့ကာလမှာဒီနယ်ရ data တွေမှာဆိုရင်ဒီ injector ဆေးဖို့အတွက်ကိုအရန်ခက်ခဲနေတဲ့ညီကိုတွေအတွက်ကိုစိုက်နေနဲ့ဒါသူ့ရဲ့ဒီဆိုင်ကယ် relay ပေါ့နော် relay လေးတစ်ခုရှိုံနဲ့ဘာတွေလုပ်လို့ရမလဲဆိုတဲ့အရာလေးကိုစိုက်ပြပြီးမှာဖြစ်ပါတယ်အဲ့ relay လေးကိုခံလိုက်မယ်ဆိုရင်ဘာဖြစ်လဲဆိုကိုဒီ injector ဆေးရဲ့စက်ပုံစံမျိုးဖြစ်သွားမယ်ဒါပေမဲ့ဒီရဲ့ injector ကိုဖြန်းတဲ့ဟာမှာတော့ CE လေးကိုနည်းနည်းကောင်းတာလေးသုံးပေးပေါ့နော်အဲ့ကြရင်ဆိုရင်ကိုကနဲ့ကိုဒီ manual ပေါ့နော်ကကနနာအရင်စီးတာမပြောင်းပေမဲ့တုံးလို့ရတဲ့အဆင့်လောက်ထိတော့ရောက်သွားမှာပေါ့နော်ဟုတ်ပြီလားအဲ့တစ်ချက်ကြည့်လိုက်ရအောင် Yeah. Okay အဲ့ဒါဆိုရင်ဒါကိုယ့်ရဲ့ဆိုင်ငယ် injector လေးလည်းဆေးပြီးသားဖြစ်သွားပြီပြန်ပြီးတော့လည်းသုံးပြလို့ရရဆိုရင်ဒီတန်းလေးမျှဝေထားပေးတာဖြစ်ပါတယ်ဟုတ်ပြီနော်ကြာရင်တော့ like and share လေးလုပ်တာပေးဦး Okay